10,000ထပ်မှာပဲရှိတယ်1020လို့ပေါ့တော့ဒီတော့ရနိုင်တယ်ပေါ့နော်ဒီကက်ကလေးကအားလုံးပဲမင်္ဂလာပါအမေလည်းရလေးစားနိုင်ကြပါစေချစ်တဲ့သူတွေနဲ့လည်းအများဆုံးပေါက်ဖက်နိုင်ကြပါစေဗျာခုတလို့ကျွန်တော်လည်းဗီဒီယိုရေးတိတ်မတင်ပြဘူးပေါ့နော်မတင်ပြဘူးဆိုတာလည်းဒီ Pokemon ကတ်တွေကလည်းနည်းနည်းဝယ်ရခက်နေရလဲပါတယ်ပေါ့နော်ခုလောလည်းလိုက်တန်းစီပြီးဝယ်ရတာကြီးပါလေရှိနေဆိုတော့အမဝယ်ပြီပေါ့နော်အဲ့ဒါကျွန်တော်စက်ကနေတော့ကောက်လာတယ် Pokemon လေးပေါ့နော်ရှာရှာပါပါတော့ပဲရှိပြီးတော့နောက်တစ်ခုဒါလေးပါကောက်လာတယ်ဒါလေးကတော့ပထမတစ်ခါဖောက်ပြဘူးလေမုတ်ကလေးပါတယ်ပေါ့နော်ထဲထဲမှာတော့ကက်ကလေးတစ်ခက်ပဲပါတယ်ပေါ့နော်အားပြီနော်အားဒီဖောက်ပြမှာဖြစ်ပါတယ်ရိုးကလေးတစ်ခက်ပဲပါတယ်ပေါ့နော်အားလှုပ်ရှားလို့မရပါဘူးဒါလေးကစားကြလေးပါခြေလေးပါပဲနော်ရန်100နဲ့ကောက်ခဲ့ရဖြစ်ပါတယ်တကောင်တော့ပတ်စံနဲ့တုံးလိုက်ရတယ်ဒီထုတ်လေးရပါဒီထုတ်ကတော့ခါမှတော့မဖောက်ဘူးသေးဘူးပေါ့နော်ဒါကပထမထွက်ခဲ့တဲ့ဟာကြီးကဲကျွန်တော်ဖောက်ပြလိုက်မယ်နော်ကဲကောင်းလေးရမလားဟေးလက်လက်ကြီးကတာပြီရဲပဲရဲလာတပည့်ရဲလာရင်လက်သွားတော့ရင်လက်တော့ရဲဖြစ်သွားပြီပေါ့နော်ဒီလိုကတ်မျိုးပေါ့နော်ဂင်းငါကတ်ကျွန်တော်လိုချင်တာဗျဒီဂင်းငါကတ်လေးကျွန်တော်အရမ်းကြိုက်တယ်စောင်းမိုက်နော်အခုတော့ဒါမရှိဘူးဒါဟိုတော့ကတ်တယ်ပေါ့အရင်ထွက်ခဲ့တဲ့ကတ်ကြီးအခုတိတ်နည်းနည်းရှားနေဒီကောင်သွားရောက်ရင်အနည်းဆုံး1000ရတယ်ပေါ့နော်ဒါရိုးဘယ်လိုပြောနှိမ်ပြီးဝယ်နေရမှာသွားရောက်ရင်ဒီကောင်1000ရတယ်ပေါ့နော်ဂျပန်ယန်1000ရတယ်မြန်မာငွေနဲ့ဆိုရင်တော့2သိန်းဝယ်ပေါ့နော်လက်ရှိပေါက်စီနဲ့2သိန်းဝယ်ပေါ့ဒါပေမဲ့ဒါနှိမ်ပြီးဝယ်တာပေါ့နော်တကယ်သူ့ PSC တွေပါတင်လိုက်မယ်ဆိုရင်တော့10,000ထပ်မှာပဲရှိတယ်1020လို့ပေါ့တော့အထိတော့ရနိုင်တယ်ပေါ့နော်ဒီကက်ကလေးကရမ်းမိုက်ပါတယ်ကျွန်တော်ကြိုက်ဆုံးကတ်ထဲမှာပါတယ်ပေါ့နော်ကျွန်တော် PSC တင်ဖို့လဲစိတ်စဉ်းစားထားပါတယ်ပေါ့နောက်နေ့လဲကျွန်တော်တခြားအထုပ်တွေလဲဖောက်ပြဖို့စီစဉ်ထားပါတယ်